ဒါလေးတွေကတော့ဒါအော်ရာမာထားတဲ့ဝက်ကလေးပေါ့နော်မိခင်ဝမကြီးကနေဒါသူတို့အခုစားခွဲပြီးသွားပြီနောက်ထပ်10ရက်လောက်ထိကိုအစာကျွေးပေးထားတယ်အစာကျင့်ပေးပြီးတော့အစာကျွေးရပေါ့နော်ပြီးသွားရင်သူတို့လိုအပ်တဲ့ကာကွယ်ဆေးလေးတွေထိုးပေးထားတယ်အားလုံးစိတ်ချရပြီဆိုတော့မှဒါဝယ်တဲ့လူလက်ထဲကိုထည့်ပေးတာပေါ့နော်စားခွဲပြီးတာနဲ့ချက်ချင်းမပေးပါဘူးအားလုံးစိတ်ချရပြီဝယ်ကျမ်းမာရေးဝတ်တက်နှုံးအစာစားနှုံးတွေအားလုံး okay ပြီဆိုတော့မှဝယ်မဲ့လူလက်ထဲကိုအနှံပေးတာပါရှင်ကြည့်လိုက်နော်အစာကောက်တာပြောင်းပြောင်းထားတယ်အစာကောက်ချက်ကတော့ဒီမှာအစာစားလားမစားလားအစာကောက်ပေါ်အောင်မစင်းတော့ကြည့်ဒါနောက်ထပ်10ရက်လောက်ထိကိုအစာကျွေးပေးထားတာနော်အားလုံးပို့တဲ့အချိန်ကျရင်တော့ဝက်ကတော့တအားကြီးကိုကြီးပြီးတော့ညနေလှနေပါပါခုလိုဝက်ပေါင်လေးတွေကိုဝယ်ယူအားပေးလို့ပါကဥယျာဉ်မြင့်ဝယ်မွေးမှုရေး page မှာဝယ်ယူအားပေးနိုင်ပါတယ်ဖုန်းဆက်ပြီးတော့မှာလို့လည်းရပါတယ်ရှင်ဖုန်းဆက်ပြီးမှာမယ်ဆိုပါက3996536644ကိုဖုန်းဆက်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်